နိုင်ငံခြားပေါက်ကြီးဆိုတာပါလေဘယ်ပြိုင်ပွဲမှာဘယ်အသင်းကဘိုးဆွဲဖို့ဘယ်နှစ်လေးနဲ့ရေပန်းအစားဆုံးဖြစ်နေတဲ့ဆိုတဲ့သတင်းတွေကိုဘောလုံးပွဲဆော့ကစားတဲ့အကိုတွေရောဘောလုံးကိုချစ်မြတ်နိုးတဲ့သူတွေရောဖတ်ဖူးကြားဖူးကြမှာပါနိုင်ငံခြားပူကီတွေကပြိုင်ပွဲတစ်ခုမှာဘိုးဆွဲမဲ့အသင်းတွေကိုကြေးဖွင့်တဲ့အခါ9လေး1လေး6လေး2လေးဆိုတဲ့ပုံစံတွေနဲ့ဖော်ပြထားပါတယ်ဒါတွေကတကယ်တော့နားလည်ဖို့အရန်လွယ်ပါတယ်အခြေခံတွက်ချက်ပုံကတော့အနောက်ကကိန်းကနန်းကကိုစိုက်ရမယ်လောင်းကြီးဖြစ်ပြီးအရှိကကိန်းကနန်းကတော့နိုင်ရင်ရမယ်အမျက်ငွေဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်အခု2026ကမ္ဘာဖလားမှာစပိန်အသင်းရဲ့ပေါက်ကြီးက9လေး1လေးနဲ့ဘိုးဆွဲဖို့ရေပန်းအစားဆုံးဖြစ်နေတာပါသဘောကိုရှင်းပြရမယ်ဆိုရင်ကိုကစပိန်အသင်းဘိုးဆွဲမဲ့ဘက်က1000လောင်းမယ်ဆိုရင်စပိန်ဘိုးဆွဲတဲ့အခါ9000ပိုက်ဆံပြန်ထုတ်တဲ့အခါမှာတော့အရင်1000နဲ့အမြက်9000ပေါင်းပြီးစုစုပေါင်း6000ရမှာဖြစ်ပါတယ်အာရှမှာ3လေးရှိတဲ့ဒသမဂိမ်းနဲ့တွေ့ရင်6ဆကြီးနဲ့အတူတူပါပဲနောက်ဥပမာတစ်ခုအနေနဲ့အင်္ဂလန်အသင်းက6လေး2လေးဆိုတဲ့ပုံစံမျိုးမှာဆိုရင်တော့ကိုက2000လောင်းရင်နိုင်ရင်9000အမျက်ကြံမှာဖြစ်ပြီးစုစုပေါင်းဆိုရင်3,1000ရမှာဖြစ်ပါတယ်အချုပ်အနေနဲ့ပြောရရင်တော့နိုင်ငံခြားပေါက်ကြီးတွေမှာအရှိကခဏန်းကကြီးပြီးအနောက်ကခဏန်းကသေးလေအနိုင်ရရင်အမျက်အစမတန်ရမှာဖြစ်တယ်လို့တစ်ဖက်မှာလည်းဖြစ်နိုင်ကြီးအလွန်နဲတဲ့အောက်အသင်းလို့အထိပ္ပယ်ရပါတယ်။ပြောင်းပြန်အနေနဲ့အရှိကခဏန်းသေးလေဖြစ်နိုင်ကြီးအရန်များတဲ့အပေါ်သင်းဖြစ်ပြီးအမျက်နည်းနည်းပဲရမယ်လို့ဒိုင်တွေကသတ်မှတ်ထားခြင်းဖြစ်ပါတယ်။ဒီလောက်ဆိုရင်နိုင်ငံခြားပေါက်ကြီးအကြောင်းနားလည်လောက်ပြီလို့ထင်ပါတယ်။ဘောလုံးပွဲတွေအကောင့်ဖွင့်စော့ကစားခြင်းနဲ့အကိုတွေက Viber Telegram ဖုန်းနံပါတ်ဖြစ်တဲ့3999696444မှာမြန်မာကျပ်ငွေထိုင်းဘတ်ငွေနဲ့ပါ2မျိုးစလုံးနဲ့စိတ်ကြိုက်လာကစားလို့ရနေပါပြီရှင်။